သစ်သမင်ကိုရေနဲ့လွယ်လွယ်ကူကူစိုက်ကြရအောင်သစ်သမင်စိုက်ဖို့ဖော့ဘူးထဲကိုပလတ်စတစ်ထည့်ပြီးရင်ရေအပြည့်ထည့်မယ်ပြီးရင်တစ်ညလုံးဒီအတိုင်းပဲထားလိုက်တယ်ရေကိုတစ်ညလုံးဒီတိုင်းပဲထားတာကပိုက်ရည်တွေထဲမှာအမြစ်တွေကိုပျက်စီးစေနိုင်တဲ့အရာတွေပါဝင်ပါတယ်အဲ့ဒီအရာတွေကိုပြေသွားအောင်တစ်ညလုံးထားခဲ့တာပါဒီလိုလုပ်တာကလည်းအပင်တွေကိုပိုမိုကြီးထွားစေပြီးအမြစ်တွေကိုလည်းတန်စေပါတယ်မနေ့ကရေကိုတစ်ညလုံးအနားပေးပြီးဒီနေ့ကတော့ရေနဲ့စိုက်ပျိုးတဲ့ဟင်းသီးဟင်းရွက်တွေအတွက်အရည်ဓာတ်မြေဩဇာ A နဲ့ B ကိုထည့်တယ်ပြီးရင်တော့အရည်ဓာတ်မြေဩဇာနဲ့ရေကိုနှံ့အောင်မှွေပေးရပါတယ်ရေနဲ့စိုက်တာကလည်းလွယ်ကူပေမဲ့လည်းဓာတ်မြေဩဇာကိုတော့အမြဲဂရုစိုက်ထည့်ပေးရပါတယ်အာဟာရဓာတ်တွေမရှိလို့ရှိရင်အမြစ်တွေကလည်းအလွယ်တကူပုတ်သွားနိုင်ပါတယ်အားလုံးပြီးသွားပြီဆိုရင်တော့အသင်းရှိနေတဲ့ကျုပ်သွန်ပင်လေးကိုဒီအပေါက်လေးတွေထဲကိုထည့်ပေးလိုက်ရုံပါပဲဈေးကနေဝယ်လာတဲ့ကျုပ်သွန်ပင်တွေကိုလည်းအရွက်တွေကိုစားပြီးရင်တော့ကျုပ်သွန်ဥလေးတွေကိုလက်ဆိုင်လည်းရပါတယ်နော်အမြစ်တွေကိုရေနဲ့ထိတဲ့အထိထည့်ပေးရပါတယ်နော်အမြစ်ကမရှိသေးဘူးဆိုရင်တော့ပြိုးခွက်ထဲမှာအရင်ပြိုးရပါတယ်ရေလောင်းစရာလည်းမလိုတလို့မြေဆွပေးစရာလည်းမလိုတာမို့လို့အရန်လွယ်ကူပါတယ်ရေထဲမှာဟင်းသီးဟင်းရွက်စိုက်တော့မယ်ဆိုလို့ရှိရင်အရေးကြီးဆုံးချက်ကတော့အရည်ဓာတ်မြေဩဇာကိုမှန်မှန်ထည့်ပေးရပါတယ်9ရက်တစ်ကြိမ်9ရက်တစ်ကြိမ်ခရူးတစ်စိုက်ထည့်ပေးရပါတယ်ပြီးတော့ရေကိုလည်းခရူးတစ်စိုက်ဖြည့်ပေးရပါတယ်ဒါကတော့ကျောင်းမင်္ဂလာမှာကျောင်းမင်္ဂလာအမြင့်တွေထွက်လာပြီသူကအမြင့်ထွက်ဖို့တအားကြတယ်အခုတော့အမြင့်ထွက်လာပါပြီအဲ့တော့ဒီနမပဲပြိုးထားလိုက်အောင်မယ်သူရဲ့အမြင့်တွေတမ်ဘီဆိုလို့ရှိရင်တော့မြေကြီးထဲမှာတဆိုင်မယ်အခုတော့ဒီမှာသူရဲ့မြေဩဇာနဲ့ဒီရေမြေဩဇာနဲ့ပဲဒီမဲ့စိုက်ထားလိုက်အောင်မယ်ရေထဲမှာစိုက်ပြိုးတာလွယ်ကူပေမဲ့လည်းဓာတ်မြေဩဇာမလုံလောက်လို့ရှိရင်အမြစ်တွေကပုတ်သွားတတ်ပါတယ်နေရအများကြီးမလိုအပ်ပဲနဲ့လွယ်လွယ်ကူကူစိုက်လို့ရတာမို့လို့မျှဝေတာပါနော်တိရှုအားပေးကြသူအားလုံးလည်းကျမ်းမာရွှင်လန်းချမ်းမြေ့ကြပါစေ